23နှစ်ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ challenge တတိဒီ challenge ကိုစကရဲကကြီးလာတဲ့သူဆိုရင်တော့တွေးထားမိမှာပါကျွန်တော်ရဲ့ဝင်ငွေကအလောက်တစ်ခုတန်းကနေရနေတာတော့မဟုတ်ဘူး One Star Digital Marketing Agency ရှိတယ် Connect Corporation ရှိတယ် Product ပိုင်းလည်းရှိတယ်တခြားတော့ project ပိုင်းတွေကလည်းရှိတယ်ဒါဆိုကျွန်တော်အနေနဲ့ဘာလို့များဝင်ငွေလမ်းကြောင်းတစ်ခုတည်းကိုမမီခိုးတာလဲမှန်တမ်းပြောရမယ်ဆိုရင်တော့အရင်တော့ကကျွန်တော်လည်းအလောက်တစ်ခုကဝင်ငွေကောင်းနေရင်အဲ့ဒီတစ်ခုတည်းကိုပဲအားထားပြီးလုပ်ခဲ့ဖူးတယ်ဒါပေမဲ့အချိန်ကြာလာလဲများနားလေလာတော့တစ်ခုတော့ရှိတယ်ဘယ်ဝင်ငွေလမ်းကြောင်းမှအများတဲ့စင်ပြေနေမှာမဟုတ်ဘူးတချို့တော့လာတွေမှာဆိုရင်တော့ရလဲကကောင်းနေမယ်တချို့တော့လာတွေမှာဆိုရင်တော့ရလဲကမကောင်းနေပြန်ဘူးဥပမာလက်ရှိကျွန်တော်ရဲ့ One Star Digital Marketing Agency ပေါ့နော်တချို့တော့လာတွေမှာဆိုရင်တော့ client တွေကတော့အများကြီးနေနေရတယ်တချို့တော့လာတွေမှာဆိုရင်တော့ client တွေကထင်တယ်လို့တိတ်ပြီးတော့မရဘူး content creation ဘိုင်းမှာဆိုရင်လည်းအဲ့လိုပါပဲ view ကောင်းတဲ့ချိန်ဆိုရင်လည်းရှိတယ် view မကောင်းတဲ့ချိန်ဆိုရင်လည်းရှိတယ် platform ကပေးတဲ့ revenue တွေကလည်းလာတိုင်းနေနဲ့တူနေမှာမဟုတ်ဘူးတချို့တော့လာတွေမှာဆိုရင်တော့အများကြီးနေနဲ့ဝင်နေတချို့တော့လာတွေမှာဆိုရင်တော့နည်းနည်းပဲဝင်နေပေါ့နော် product ဘိုင်းမှာလည်းတူပါပဲရောင်းအားကောင်းတဲ့ချိန်လည်းရှိမယ်ရောင်းအားကျတဲ့ချိန်လည်းရှိမယ်ဒါကြောင့်ဝင်ငွေလမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲကိုယ့်ရဲ့ဝင်ငွေအားလုံးကိုမိကိုထားရင်အဲ့ဒီတစ်ခုပြဿနာဖြစ်သွားတဲ့ချိန်ကိုယ့်ရဲ့ဝင်ငွေတစ်ခုလုံးပါထိခိုက်သွားနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကကိုလုံးနိုင်တဲ့အရာတွေကနေဝင်ငွေလမ်းကြောင်းတွေကိုတစ်ခုချင်းစီတိဆောက်လာခဲ့တာပါဒါပေမဲ့ဒီနေရာမှာတစ်ခုတော့ပြောချင်တယ်ဝင်ငွေလမ်းကြောင်းများများရှိတာကောင်းတယ်ဆိုပြီးအစကတည်းကအလုပ်များကြီးတပြိုင်တည်းစလုပ်ဖို့တော့မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းဒီလုပ်တွေကိုအစကတည်းကတပြိုင်တည်းစခဲ့တာတော့မဟုတ်ဘူးတစ်ခုကိုရင်တိဆောက်တယ်အဲ့တစ်ခုကအစင်ပြေပြီးရင်ကိုယ့်အတွက် system တစ်ခုရလာတဲ့ချိန်မှနောက်တစ်ခုကိုတိဆောက်တယ်ဒီလိုနဲ့ပဲတစ်ခုအစင်မပြေတဲ့ချိန်နောက်တစ်ခုကကိုယ့်ကိုပြန်ထောက်ပေးနိုင်တဲ့အခြေအနေကိုတဖြည်းဖြည်းတိဆောက်လာခဲ့တာပါအခုဒီ challenge မှာဆိုရင်လည်းတချို့ပိုင်းတွေမှာ reset ကကောင်းနေတယ်တချို့ပိုင်းတွေမှာကျတော့ထင်တော့ reset ကမကောင်းနေသေးဘူးဒါပေမဲ့ကျွန်တော်ကဝင်ငွေလမ်းကြောင်းတစ်ခုတည်းကိုမမီခိုတဲ့အတွက်တစ်ခုကြာသွားတာနဲ့ဒီ challenge တစ်ခုလုံးကိုရက်သွားတာမျိုးမဖြစ်ဘူးဒါကြောင့်ကျွန်တော်တော့ဝင်ငွေများများရဖို့တစ်ခုတည်းထက်ဝင်ငွေတစ်ခုတည်းပေါ်မှာမီခိုမနေဖို့ကလည်းအရေးကြီးပါတယ်အခုဆိုရင်တော့ကျွန်တော်ရဲ့ challenge ကဒေတာတီးအနေနဲ့ပြီးသွားပါပြီမနေ့ဖန်ဆိုရင်တော့ဒုတိယပတ်အနေနဲ့ပြီးသွားပါပြီပေါ့နော်ဒီတစ်ပတ်တွင်တကယ်ဝင်ငွေဘယ်လောက်ရခဲ့တာလဲ we went ထက်ပိုကောင်းလာမလားကျသွားမလားဆိုတာကိုတော့ day 40မှာအကောင်ချပြပေးသွားပါမယ်ကျွန်တော်တော့ထမ်းမြအောင်ပါ challenge day 40မှာပြန်ပြီးတော့တွေ့ကြပါမယ်